မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ကျွန်တော်ရဲ့ fighter လေး Joshua Ban ကမေဂန်ပြည်ထောင်စုအိန္ဒိယနာပြည်နယ်ကိုရောက်ရှိလာပြီးတော့မြန်မာလူမျိုးစုတွေချင်းလူမျိုးစုတွေနဲ့အတူတူအောင်ပွဲခံနေဆိုတဲ့အကြောင်းအရာလေးကိုအရင်ဆုံးတင်ဆက်ပေးကြပါမယ်ဒီကောင်းဆန်တဲ့ပတ်သက်လို့မနေ့ကကျွန်တော်နဲ့ Joshua Ban interview လုပ်တဲ့အနေထားမှာတော့အနေချင်းပြောပြခဲ့တဲ့သတိထားမိတဲ့ပြည်သက်တွေသတိထားမိလောက်မယ်ဒီခီးစင်က UFC ဘက်ကသွားခိုင်းတာလို့လဲဆိုတယ်ဘာဖြစ်လို့လဲဆိုတော့လက်ရှိအနေထားမှာမြန်မာပြည်ကိုပြန်လာဖို့မဖြစ်နိုင်တဲ့အတွက် promotion ဘက်ကဒီလိုအောင်ပွဲခံတဲ့ပုံစံမျိုးတွေဖန်နီးလိုက်တာ Joshua Ban ဟာမင်းညကပဲလေးစိတ်ကိုရောက်ရှိလာတယ်အိန္ဒိယနာပြည်နယ်မှာနေထိုင်တဲ့မြန်မာလူမျိုးတွေချင်းလူမျိုးတွေကလည်းလေးစိတ်အထိလာပြီးကြိုဆိုကြတယ်အဲ့ဒီထဲမှာပြည်သက်တွေအများကြီးပါဝင်တယ်ဒေသခံနိုင်ငံတကာပြည်သက်တွေလည်းပါတယ်ချင်းလူမျိုးပြည်သက်တွေလည်းပါတယ် Joshua Ban တို့လေးစိတ်ထဲကိုဝင်လာတဲ့တပြိုင်နက်သူတို့ကပန်းကုန်းနေဆွတ်အမှတ်တရလက်ဆောင်တွေတန်းပြီးတော့ပန်းစီတွေပေးစသဖြင့်ပုံစံမျိုးတွေနဲ့နူးနူးထွေးထွေးကြိုဆိုတယ်ပြီးတော့ကြတော့ဒီလေးစိတ်ထဲမှာတဲ့အမှတ်တရတပ်ပုံတွေလည်းတလဲစီရိုက်ကြတယ်ဒီအကြောင်းအရာနဲ့တင်ကိုကအတော်ကြီးကိုဘီဒီဖြစ်ဖို့ကောင်းနေပြီဒီမနက်မှာတော့ဒီအိန္ဒိယနာပြည်နယ်မှာရှိတဲ့ချင်းလူမျိုးစုတွေက Joshua Ban နဲ့တွေ့ဆုံဖို့အခမ်းအနားကိုတီးတန့်ကိုခမ်းမိုက်တစ်ခုထဲမှာလှုပ်ဆောင်သွားခဲ့တယ် Joshua Ban ကိုတိုင်းလည်းအဲ့ဒီကပုံရိပ်တွေကိုပြန်ပြီးတော့သူ့ရဲ့ပြည်သက်တွေကိုချပြလျက်ရှိတယ်ဒါကတော့ကျွန်တော်တို့ပြည်သက်တွေကိုသိစေခြင်းလို့ပေါ့နော်ကျွန်တော်တို့ fighter လေးရဲ့လက်ရှိလှုပ်ရှားမှုအနေအထားကဘယ်လိုပုံစံမျိုးရှိလဲဘယ်သူတွေနဲ့အောင်ပွဲခံနေရလဲစသဖြင့်ပုံစံမျိုးလေးသိစေခြင်းလို့အရင်ဆုံးအနေနဲ့ချပြတာဖြစ်ပါတယ်ခင်ဗျဆက်လက်ပြောပြမယ်အကြောင်းအရာကဒီမင်းညကကျင်းပခဲ့တဲ့1 Friday Fight 137ပြိုင်ပွဲအကြောင်းဖြစ်ပါတယ်ဒီပြိုင်ပွဲက2025ခုနှစ်အတွက် One Championship Promotion ကနောက်ဆုံးအနေနဲ့ကျင်းပတဲ့ပြိုင်ပွဲ Asian Time Fighter တွေကိုအဓိကအပြုပွဲထုတ်တဲ့ပြိုင်ပွဲမျိုးဖြစ်တဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်အချိန်ချင်းခါကပြောပြခဲ့ပြီးပြီဒီပြိုင်ပွဲကျင်းပသွားတဲ့အနေအထားမှာဘယ်လိုရလဒ်တွေထွက်ပေါ်ခဲ့တယ်ဘယ်လိုပုံစံမျိုးပြည်သက်တွေကိုဖျော်ဖြေမှုပေးသွားခဲ့တယ်ဆိုတာလည်းပြည်သက်တွေသိခဲ့ကြတယ်ကျွန်တော်ကတော့ဒီပြိုင်ပွဲကိုချန်ပီယံအိမ်မက်တွေဈေးကြီးလွန်းတဲ့ပြိုင်ပွဲပြီးတော့ကြတော့ဇက်ဘိုတွေအကယ်ဒမီရတဲ့ပြိုင်ပွဲမျိုးလို့ကောင်းစဉ်တက်ချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီပြိုင်ပွဲမှာထွက်ပေါ်လာတဲ့ရလက်တွေကအဲ့ဒီပုံစံမျိုးအတိုင်းကိုစားပြုသွားတာထက်မှတ်မထားတဲ့ fighter တွေတကယ်ကိုလက်ဆွာခဲ့တယ်။တချို့ promotion ကဇက်ဘိုနေရာကနေခေါ်ယူခဲ့တဲ့ fighter တွေလည်းတကယ်လက်ဆွမ်းပြပြီးတော့စာချုပ်ကြီးတွေသိမ့်ပိုက်သွားတယ်။ဒီလိုအနေထားမျိုးတွေကြောင့်ကျွန်တော်ကဒီပြိုင်ပွဲကိုချန်ပီယံအိမ်မက်တွေစီးကြီးတဲ့ပြိုင်ပွဲဇက်ဘိုတွေအကယ်ဒမီရတဲ့ပြိုင်ပွဲလို့ဆိုလိုက်ချင်တာပါဒီပြိုင်ပွဲနဲ့ပတ်သက်လို့ပထမဆုံးပြည်သက်တွေအကြပြောများခဲ့တဲ့တွဲဆိုင်ကရော်ထန်ကိုတိုင်လိုက်ပါကြီးကြက်တဲ့သူ့ရဲ့ခဲမှာ2 and Tornoy နဲ့ကနေဒါဖိုက်တာတို့ထိုးသက်ကြတဲ့ပွဲဖြစ်ပါတယ်ကနေဒါဖိုက်တာကဒီ1 Friday Fight စင်မြတ်ထမှာပထမဆုံးစပြီးကလကာဖွန်ပွဲထိုးတယ်ဘလို့ CB မျိုးပိုင်ဆိုင်ထားလဲတော့မသိဘူးအသက်အရွယ်ပိုင်းအပြင်လည်းအတော်ကြီးကိုကြီးလွန်းတယ်ပြီးတော့ကြတော့စင်မော်မှာဆိုရင်လက်သီးတောင်မပြောနဲ့ခြေထောက်တောင်ဖြောင်းအောင်ကန်ထုတ်နိုင်တာမဟုတ်ဘူးအဲ့လို fighter မျိုးကို2 and Tornoy ကမိုက်တူတူပုံစံမျိုးနဲ့ကိုအလဲထိုးပြသွားပါတယ်2 and Tornoy ထိုးသွားတဲ့အနေထားမှာလည်းဘာမှစကေပိုင်းမပါဘူးပြိုင်ပွဲ fighter ကဘာမှမလုပ်နိုင်ဘူးဆိုတော့သူမှကောင်းကောင်းသိတယ်အဲ့ဒီတော့ကြတော့ဒီတိုင်းကြီးဖွင့်ဝင်တယ်ရှေ့ကိုတဲ့ကြီးတိုးတယ်နင်းတိုက်လောက်ထိုးငါလည်းထိုးမယ်ဆိုတဲ့ပုံစံမျိုးထိုးပြီးတော့ပြိုင်ပွဲ fighter ကိုအမှောက်သိပ်သွားတယ်ကျွန်တော်တို့ဒီပွဲကိုကြည့်ရင်အတွေးထဲမှာတော်တော်ကြီးကိုတန်ရာဖြစ်မိပါတယ်ဘာဖြစ်လို့လဲဆိုတော့ပြိုင်ပွဲပွဲတဲ့အနေထားကလုံးဝမမျှတဘူး2 and Tornoy ကအတော်ကိုသားတယ်ပြီးတော့ကျတော့သူမနဲ့စိတ်ကြိုက်ဖြစ်မဲ့ပြိုင်ပွဲမျိုးကိုမှရွေးတဲတယ်အနိုင်ရလက်ဖန်နီးပေးတယ်ပြီးတော့ကျတော့ bonus စုကိုတောင်နှင်းအပ်လိုက်သေးပါတယ်ဒီအနေထားမှာကျွန်တော်ပြောချင်တာက One Championship ဟာ Rotan ရဲ့ရောက်ဖာတွေခဲမတွေဆိုရင်အတော်လေးကိုမျက်နှာသာပေးသလားဆိုပြီးမေးခွန်းထုတ်ကြည့်ခြင်းတာပါဘာဖြစ်လို့လဲဆိုတော့2 and Tornoy အခုလက်ရှိအနေထားမှာလည်းဒီလိုပုံစံမျိုးပွဲတွေထိုးသက်ရတယ်ဟိုးဆန်ကတက်တုံးကလည်းဘလို့ခင်းချင်းနေဖြစ်ခဲ့တယ်ဆိုတာပြည်သက်တွေကောင်းကောင်းသိတယ်ဒါကြောင့်မလို့ဒီ promotion က Rotan ရဲ့ပုံရိပ်ကိုအရင်ကြီးမိကိုနေရတဲ့အနေအထားမှာ Rotan နဲ့ပတ်သက်တဲ့ fighter တွေဆိုရင်တော်တော်ကြီးကိုမအေးဝန်းပုံစံမျိုးနဲ့ season ပေးတယ်လို့ဆိုလိုက်ချင်ပါတယ်ဒီပွဲကတော့2 and Tornoy ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့မေးခွန်းမထုတ်ချင်သည့်တိုင်အောင်လွယ်ဆိုင်တဲတဲ့အနေထားမှာတော့မျှတမှုရှိရလားဆိုတော့တော်ကြီးကိုတကယ်တန်ရာဖြစ်မိတာပါ1 Friday Fight 137ပြိုင်ပွဲမှာ Fight of the Night လို့လည်းသတ်မှတ်လို့ရတယ် Fighter 2ယောက်စလုံး bonus စုကူနိုင်ခဲ့တဲ့ပွဲကတော့တန်းစင်ရဲ့ပြိုင်ပွဲဟောင်း Fighter 2ယောက်ဖြစ်တဲ့ကင်ဆန်လက်နဲ့စူရီယန်လက်တို့ထိပ်တိုက်တွေ့တဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီ Fighter 2ယောက်ထိုးသက်သွားတဲ့အနေထားနဲ့ပတ်သက်လို့မြန်မာပြည်သက်တွေလည်းတော်တော်ကြီးကိုလက်ခုပ်တီးကြတယ်ပွဲကောင်းတစ်ပွဲဆိုတာလည်းပြည်သက်တိုင်းကလက်ခံကြတယ်ဒီ Fighter 2ယောက်က Flyweight တန်းခေါင်းဆောင်အောက်ကနေထိုးသက်သွားတာတကယ်ဆိုရင်တန်းစင်နဲ့ထိပ်တိုက်တွေ့တဲ့အနေထားတွေမှာတော့weight တန်းလေးတော့မတူဘူးစူရီယန်လက်နဲ့တော့flyweight တန်းခေါင်းဆောင်အောက်ကနေမထိုးရဘူးအဲ့ဒီထက်နည်းနည်းလေး weight ချပြီးတော့တန်းစင်ကပွဲလက်ခံရတယ်ဘာဖြစ်လို့လဲဆိုတော့
စူရီလန်လက်ရဲ့ပင်ကိုဝိတ်တန်းက135ပေါင်အထိမရှိဘူးပေါင်130ဝန်းကျင်လောက်လေးနဲ့သူကပုံမှန်ထိုးနေကြ fighter ကင်ဆန်လက်ကတော့135ပေါင် flyweight တန်း fighter စစ်ဒီအနေထားမှာဒီ fighter နှစ်ယောက်က flyweight တန်းခေါင်းဆောင်ကနေတွေ့တော့ weight တန်းလေးကတော့နည်းနည်းလေးမမျှဘူးကျွန်တော်ကတော့ဒီလိုပဲမြင်တယ်ဘာဖြစ်လို့လဲဆိုတော့စူရီယန်လက်ရဲ့ body အနေထားကိုကြည့်လိုက်မယ်ဆိုရင်သူကအရက်ပုတိတိုင်းအောင်ရှေ့ကပွဲတွေမှာတော့ကဆိုရင် body နဲ့ကြွက်သားနဲ့တော်တော်လေးအဆင်ပြေတယ်သို့တော့ဒီပွဲမှာတော့သူ့ရဲ့ခန္ဓာကိုယ်ကြီးကမွေးထိုင်းပွဲထိုးတာတဲ့ပေါင်စံပွဲထိုးတဲ့ fighter လို့ဖြစ်နေတယ်ဒီအစီတွေနည်းနည်းလေးများနေပေါ့နော်အဲ့တော့စူရီယန်လက်ဟာဒီပွဲလက်ခံတဲ့အနေထားမှာ weight တော့အသာမရဘူးလို့ကျွန်တော်ကပြောကြည့်ခြင်းနဲ့ကင်ဆန်လက်ကတော့သူ့ရဲ့ဒီ flyweight တန်းမင်းကို weight တန်းခေါင်းဆောင်ကနေထိုးတာဖြစ်တဲ့အတွက် body နဲ့ကစားတဲ့ပုံစံတွေအကုန်လုံးကမျှမျှတတရှိတယ်ဘွဲထိုးသက်ကြတဲ့အနေထားမှာတော့ကျွန်တော် Facebook ပေါ်မှာခေါင်းစဉ်ပေးခဲ့တဲ့အတိုင်းပညာနဲ့မာကုံဘယ်ဟာက fighter တယောက်တဲ့ပိုရေးပါလဲဆိုတာတွေးဝင်မိစေခဲ့တဲ့ပွဲမျိုးလို့ဆိုရမှာဖြစ်ပါတယ်ကင်ဆန်လက်ကအစောပိုင်းမှာခြေထောက်ကန်ချက်တွေကိုတသက်ရဲ့ထုတ်ပြနိုင်တယ်တော်ယုံ fighter မျိုးဆိုရင်သူ့ရဲ့ခြေထောက်ကန်ချက်နဲ့တဲ့ပွဲသိမ်းသွားပြီးစူရီယန်လက်တော်တော်ကြီးကိုအီတယ်လူကလေးပြော့ခွေသွားပဲဒါပေမဲ့စူရီယန်လက်ကလုံးဝနောက်မဆုတ်ဘူးပေတေပြီးတော့ပွဲကိုရအောင်အပြောင်းလဲဖြစ်အောင်ကြိုးစားတယ်တကယ်လဲနောက်ပိုင်းအချီတွေမှာအပြောင်းလဲတွေလုပ်ပြနိုင်တယ်တတိယအချီမှာတော့စူရီယန်လက်ရဲ့လက်သီးချက်တွေမိပြီးတော့ကင်ဆန်လက်တော်တော်လေးအီလာတယ်ပွဲပြီးခေါင်းလောင်းကကဲသွားလို့ဒါတကယ်လို့များနောက်ထပ်အချိန်နည်းနည်းလေးရှိမယ်ဆိုရင်ဒီပွဲအနိုင်ရလက်ကစူရီယန်လက်အတွက်တောင်ဖြစ်သွားနိုင်တယ်ပွဲထိုးသက်သွားတဲ့အနေထားကလုံးဝကိုဖြောပြမှုရှိတယ်အစောပိုင်းကင်ဆန်လက်သားတယ်နောက်ပိုင်းမှာစူရီယန်လက်သားတယ်ကင်ဆန်လက်ကပညာရဲ့ပိုင်းကောင်းမွန်တဲ့အတွက်အစောပိုင်းမှာကန်ချက်တွေထိုးချက်တွေနဲ့တော်တော်ကြီးကိုထိမိတယ်စူရီယန်လက်ကမာကုံကောင်းတဲ့အတွက်သူ့ရဲ့ထိုးချက်တွေကိုတောက်ခံရင်းနဲ့နောက်ပိုင်းတက်လုံကျလာတဲ့အနေထားမှာပွဲကိုပြန်ပြီးအသာစီးယူတယ်ဒီလိုအကြောင်းအရာမျိုးကြောင့်ကျွန်တော်က fighter တစ်ယောက်အတွက်ပညာရဲ့ပိုင်းကပို့ပြီးအရေးပါတာလားမာကုံကအရေးပါတာလားဆိုတာဝေကွဲရခက်ခဲတဲ့ပွဲမျိုးလို့ခေါင်းစဉ်တက်ခဲ့တာပါပွဲပြီးရလက်မှာတော့ကင်ဆန်လက်ကအနိုင်ရသွားတယ် promotion ဘက်ကတော့ဒီ fighter နှစ်ယောက်စလုံးကိုbonus စုတွေတပြိုင်နက်ချီးမြှင့်သွားခဲ့ပါတယ်ဒီပြိုင်ပွဲမှာဒေါ်လာ3သိန်းနဲ့ပထမဆုံးစပြီးရှုကူးနိုင်ခဲ့တဲ့ fighter က Asian Thai fighter Rock IQ သူကတိုက်ကမွေထိုင်းက fighter Alexi Balico နဲ့ထိပ်တိုက်တွေ့တယ်တကယ်တော့ဒီ fighter နှစ်ယောက်ကရခိုင်ကပထမအကြိမ်ထိပ်တိုက်တွေ့ခဲ့ပြီး Rock IQ ကဒီပွဲမထိုးသက်ခင်155စင်မြန်ထက်မှာစုစုပေါင်း10ပွဲအထိထိုးသက်ထားပြီးအဲ့ဒီထဲက10ပွဲနိုင်တယ်တပွဲပဲရှုံးတယ်အဲ့ဒီရှုံးနေတဲ့ပွဲက Alexi Balico ကိုရှုံးနေခဲ့တာပါဒါလို့အကြောင်းအရာကြောင့်ဒီ fighter နဲ့ထိပ်တိုက်တွေ့တဲ့အနေထားကဒုတိယမြောက်မချေပွဲလို့ပြောလို့ရတယ်သို့တော့ promotion ဘက်ကဒီခင်းချင်းကိုခင်းချင်းခဲ့တာမဟုတ်ဘူး Raw IQ ကမူလာကအခြားပြိုင်ဘက် fighter တယောက်နဲ့ပွဲဖြစ်ခဲ့တာအဲ့ဒီ fighter ကပြိုင်ပွဲနီးမှနှုတ်ထွက်သွားတယ်ဒီလိုအနေထားမှာ promotion ဘက်ကလှမ်းပြီးတော့တိုက်ကမွေထိုင်းက fighter ကိုခွင့်ရေးပေးပြီးကန်လန်းနဲ့ပွဲလက်ခံတယ်ဒါကြောင့်မလို့ short notice ပုံစံမျိုးနဲ့ Raw IQ နဲ့ပွဲဖြစ်တယ်လို့ပြောလို့ရပါတယ်ဘွဲတကယ်ထိုးသက်ချိန်မှာလဲ Alexi Balico ကပြင်ဆင်ချိန်ဘာမှမရှိတော့ Raw IQ ကိုထိထိရအောင်ဖြစ်အောင်မလုပ်နိုင်ဘူး Raw IQ ကတော့အစောကြီးကတည်းကပြင်ဆင်လာတဲ့ fighter ဆိုတော့စောစော CC ကန်ချက်နဲ့ကိုပွဲသိမ်းသွားတယ် promotion ဘက်ကအဲ့ဒီကန်ချက်နဲ့ပွဲသိမ်းတဲ့အတွက် bonus ဘတ်3သိန်းခွဲချီးမြှင့်တယ်ပြီးတော့ကြတော့ဒေါ်လာ3သိန်းနဲ့စာချုပ်ကြီးလက်တစ်ခါတည်းနှင်းအပ်သွားပါတယ်အဲ့ဒီနောက်မှာတော့ Iran fighter Sia Sarani ကဂျိုနာသာဝက်ကိုအမှောက်သိပ်ပြပြီးတော့ bonus စုလဲစုခုတဲ့ဒေါ်လာ3သိန်းနဲ့စာချုပ်လဲဆက်လက်သိမ်းပိုက်ပါတယ်ဒီညမှာပြောချင်တာကဂျိုနာသာဝက်ဟာအကောင်းဆုံးချိန်တွေကျော်လွန်သွားပြီလားဆိုတာပါဘာဖြစ်လို့လဲဆိုတော့နောက်ဆုံးပွဲတွေမှာသူရှုံးလိုက်ပြီဆိုရင်လုံးဝအလဲတို့တွေကြီးပဲအရင်ပုံစံမျိုးလဲမဟုတ်တော့ဘူးSia Sarani ကတော့ဂျိုနာသာဝက်ကိုမင်းကအမှောက်သိပ်ပြနိုင်တယ်ဆိုတဲ့ပုံစံမျိုးပွဲအစကတည်းကယုံကြည်မှုအပြည့်ရှိတယ်ဂျိုနာသာဝက်ရဲ့ထိုးချက်တွေကြောင့်နောက်ပြန်လဲသွားတဲ့တိုင်အောင်လုံးဝဘာမှပြထွက်သွားခြင်းမရှိဘဲနဲ့ပြန်ပြီးအမှောက်သိပ်ပြတာပါစွမ်းဆောင်ရည်ပိုင်းအပြင်ဘာမှပြောစရာမရှိသည့်တိုင်အောင် Deep Fighter ကို promotion ဘက်ကအစောကတည်းကမင်းသားပုံစံမျိုးနဲ့ခေါ်ယူခဲ့တာမဟုတ်ပါဘူး Sia Sarani ရဲ့155စင်မြင့်ထက်ကလကာဖွင့်ပွဲစဉ်2ပွဲကိုကြည့်လိုက်မယ်ဆိုရင်2ပွဲစလုံးရှုံးနေခဲ့တယ်အဲ့ဒီတော့ကဘယ် fighter တွေနဲ့တွေ့ခဲ့တာလဲဆိုတော့ Asian Thai fighter Chado Super One Training Center မှာလေ့ကျင့်နေတဲ့ Khunsu တို့နဲ့ထိပ်တိုက်တွေ့ခဲ့တယ်ဒီ fighter နှစ်ယောက်စလုံးကိုစက်တိုက်ရှုံးတယ်ဒါလို့ရှုံးနေတဲ့အတွက် promotion ကသူ့ကိုလုံးဝပွဲကိုမချောင်တော့ဘူးသူ့အနေနဲ့လုံးဝမငင်းသာတဲ့ပွဲမျိုးတွေပဲတည်ပေးတယ်ဂျပန် fighter 9နဲ့တဲတယ်တရုတ် fighter Liu နဲ့တဲတယ်အဲ့လိုတဲတဲ့အနေထားတွေမှာကြတော့ Sia Sarani ကလက်စွမ်းပြပြီးတော့နိုင်ပွဲတွေရအောင်ယူတယ်နောက်ဆုံးထိုးတဲ့၄ပွဲဆက်တိုက်အနိုင်ယူပြပြီးမှသူ့ကိုဒီလိုပုံစံမျိုးချီးမြှင့်သွားတာစွမ်းဆောင်ပိုင်းအဖြစ်တော့တကယ်ကိုထိုက်တန်တဲ့ fighter promotion ကသူ့ကိုဇက်ပုတ်ပုံစံမျိုးနဲ့ပဲထားတဲ့အနေထားမျိုးမှာ
နိုင်ပွဲတွေစက်တိုက်ရယူပြီးတော့ဒေါ်လာ3သိန်းနဲ့စာချုပ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ဒီ fighter အကြောင်းကိုဘာဖြစ်လို့ကျွန်တော်ကအကြက်တုံးပြောတာလဲဆိုတော့ကျွန်တော်တို့မြန်မာ fighter တွေအတူယူလို့ရအောင်ကလကအဖွင့်ပွဲ2ပွဲရှုံးနေသည့်တိုင်အောင်နောက်ပိုင်းပွဲတွေမှာတော့ထိပ်တန်း fighter တွေနာမည်ကြီး fighter တွေနဲ့ပွဲတက်ပေးထားတဲ့အနေအထားကနေနိုင်ပွဲတွေရယူပြီးဒေါ်လာ3သိန်းနဲ့စာချုပ်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက်အတူယူလို့ရအောင်မှီညမ်းလို့ရအောင်ဒီ fighter အကြောင်းကိုချပြတာဖြစ်ပါတယ်ခင်ဗျမြန်မာပြည်တချို့စောင့်ကြည့်ခဲ့ကြတဲ့ Thai KN Fighter Super Black ကတော့ဒီပြိုင်ပွဲမှာရလက်မကောင်းပဲရှုံးနေသွားတယ်။သို့တော်စွမ်းဆောင်ရည်ပိုင်းအဖြစ်တော့လုံးဝမရှုံးပါဘူး။သူကဒီပွဲစဉ်ကို short notice ပုံစံမျိုးနဲ့ဝင်ကစားတာဆိုတော့ပြိုင်ဘက်ပါကွန်နဲ့ပတ်သက်ပြီးတည်တံ့ပြင်ဆင်တာမျိုးမရှိဘူးထင်တယ်။ weight ကချတဲ့အပိုင်းတွေကိုပဲသူတေချာလေးအာရုံစိုက်ခဲ့ရပုံရတယ်။ကွန်တွင်းထိုးတတ်တဲ့အနေထားမှာ Fighter နှစ်ယောက်စလုံးကဒီ niche တဲ့ပိုင်းအပြုကစားတဲ့ Fighter တွေမှသိတာတယ်။တယောက်နဲ့တယောက်လုံးဝအမမခံဘူး။တယောက်ရဲ့ခွန်းထဲကိုတယောက်ကလည်းကျွန်းသွားတာမျိုးမရှိဘူးပထမအချီအဲ့လိုအကဲခတ်နေရင်ကနေပါကွန်ရဲ့လက်သီးမိပြီးတော့ဆူအပလက်နော်ဒေါင်းဖြစ်သွားတယ်နော်ဒေါင်းဖြစ်သွားတဲ့အနေထားကလည်းအရင်ကြီးမတိတာပေမဲ့အမှတ်စင်ရေခံလိုက်ရတယ်အဲ့ဒီခိုက်တန်ကပဲပွဲရဲ့ရလက်ကိုဆုံးဖြတ်ပေးသွားတာလို့ကျွန်တော်ကစိုးကြည့်ခြင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒုတိယအချီနဲ့တတိယအချီမှာဆိုရင်ဆူအပလက်ရဲ့ထိုးချက်တွေကပိုထိတယ်သို့တော်လည်းပဲ PPCC ပုံစံမျိုးတော့မဟုတ်ဘူးဆူအပလက်ကိုယ်တိုင်လည်းပွဲကိုအပြတ်ဖြတ်ခြင်းနဲ့ဆန္ဒတွေစောပြီးတော့အပိုင်အနေနဲ့ဝင်လိုက်တဲ့အနေအထားတွေမှာလုံးဝလွဲချော်နေတယ်ဒီလိုပုံစံမျိုးကြောင့်ပဲ promotion ဘက်ကအဆုံးဖြတ်လုပ်တဲ့အနေအထားမှာပါကွန်ကအသာစီးရယူသွားတာဖြစ်ပါတယ်ဆူအပလက်ဟာမနေ့ကကရင်တကူနေ့ဖြစ်တဲ့အတွက်ကရင်အင်ကြီးကိုဂုံယူစွာနဲ့ဝတ်ဆင်ပြီးတော့သူ့လူမျိုးတွေကိုကိုစားပြုဖို့စ조사ခဲ့ပေမဲ့စိတ်ကူးတဲ့အတိုင်းတော့ဖြစ်မသွားခဲ့ပါဘူးချန်ပီယံအိမ်မက်တွေဈေးကြီးလွန်းတယ်လို့ကျွန်တော်တင်စားရတဲ့ပွဲကတော့ကျောက်ဆူရိုင်းနဲ့ဆမ်မီတို့ထိုးသက်တဲ့ပွဲစဉ်ကိုပြောတာပါ။ဘာဖြစ်လို့လဲဆိုတော့ဒီ fighter နဲ့ထိုးသက်တဲ့အနေအထားမှာပြည်သက်တွေလည်းတူခဲ့ကြတယ်။ကျောက်ဆူရိုင်းက flyweight တန်းမှာအတော်ကိုစွာခဲ့တဲ့ fighter တနည်းပြောရရင် Rotan လို fighter မျိုးနဲ့တောင်ပွဲတယ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးကဘာပေါ်ကပြည်သက်တွေမွေထိုင်းပြည်သက်တွေအကုန်လုံးကလက်ခံငဲကြတဲ့အထိစွမ်းဆောင်ရည်ကောင်းနေချပြနိုင်ခဲ့တဲ့ fighter ဒီ fighter ကပထမဆုံးအကြိမ်ဖြစ် strawweight တန်းကိုဆင်ပြီးထိုးတယ်ဝိုင်းဖိုက်တာကြီးဆမ်မေနဲ့တွေ့တယ်ဆမ်မေကတော့သွေးလင်းထက်ကိုအနိုင်ယူထားတဲ့ဖိုက်တာကြီးဒီဖိုက်တာနဲ့ထိတ်တိုက်တွေ့တဲ့အနေအထားမှာဘွဲကလည်းအတော်လေးကြည်ကောင်းတယ်ဆမ်မေကအစောပိုင်းမှာကလေးကထိချက်တွေကိုတက်တက်ရဲ့ယူပြတယ်ကျောင်းဆူရိုင်းကတော့ strawweight တန်းနဲ့ light fat တဲ့ပုံစံမျိုးလုံးဝမတွေ့ရဘူးသူ့ရဲ့ body ကလေထဲမှာလွင့်ပြီးတော့ပိန်ပါလွန်းနေတယ်လို့ခုံဆွဖြစ်နေတယ်ခံနိုင်ရည်လည်းမရှိဘူးထိုးချက်တွေကလည်းအားမပါဘူးပညာရပိုင်းကောင်းတဲ့ fighter ဖြစ်တဲ့အတွက်ဆမ်မီကိုတော့သူထိအောင်တော်တော်လေးလှုပ်ပြနိုင်တယ်ဘွဲအနေထားကိုလည်းအပြောင်းလဲတွေဖြစ်အောင်ထိလှုပ်ပြသွားတယ်သို့တော်လည်းပဲတစ်ဖက်ကပြန်ပြီးတော့ကောင်တာတွေထိလာတဲ့အချိန်မှာသူ့အနေနဲ့ခံနိုင်ရည်ကလုံးဝမရှိဘူးဒီချာတိတ်လေးကအတော်ကိုတက်တိပြောင်းလို့တာ KO မဖြစ်တာဆမ်မီကတော့ဒီ weight တန်းမှာသူကဝါရင် fighter ကြီးအသက်42နှစ်ဖြစ်နေပြီးဖြစ်သည့်တိုင်အောင်စွမ်းဆောင်ရည်ကောင်းနေရှိနေစေဆိုတာကျောက်ဆူရိုင်းကိုအနိုင်ယူပြီးတော့တက်တွေထူသွားပါတယ်ကျောက်ဆူရိုင်းအတွက်ကတော့ချန်ပီယံအိမ်မက်တွေဈေးကြီးလွန်းတယ်လို့ဆိုရမှာပါ။ဘာဖြစ်လို့လဲဆိုတော့ဒီ fighter ကငကိုတုံးကသူ့ရဲ့ပင်ကို weight တန်းက flyweight တန်းမှာဆက်ပြီးကစားမယ်ဆိုရင်ဒီ weight တန်းမှာက loser fighter တွေပေါ်တယ်။ promotion ဘက်ကလည်းအဲ့လို loser fighter တွေအများကြီးပေါ်နေသည့်တိုင်အောင် Rotan ကိုပဲချန်ပီယံကပတ်ကင်ထားစေခြင်းနဲ့Rotan ရဲ့ချန်ပီယံကပတ်ကိုလည်းတော်ယုံ fighter တွေကိုစိန်ခေါ်ခွင့်မပေးခြင်းဘူး။ Wyan fighter ကြီးနိုအိုနဲ့ပဲ debate တဲ့ဘွက်တယ်နေတာကြည့်ရင်ပြည်သက်တွေတိတာတယ်။နောက်ကတက်လူ fighter တွေပြည်သက်ဝင်ရမှုအားနေတဲ့ fighter တွေဆိုရင်သူတို့ကအခွင့်အရေးပေးဖို့ဆန္ဒမရှိဘူး။တို့အကြောင်းရင်းတွေကြောင့်နောက်ကနေတက်လာတဲ့ fighter တွေကချန်ပီယံဘယ်လိုပုံစံမျိုးနဲ့ဖြစ်မလဲဆိုတာစိတ်ကူးကြပုံရတယ်။စဉ်းစားကြပုံရတယ်။ကျောက်ဆူရိုင်းဟာအဲ့လိုစိတ်ကူးမျိုးနဲ့ weight တန်းဆင်ထိုးတာသူ့အနေနဲ့ flyweight တန်းမှာဆက်ပြီးထိုးမယ်ဆိုရင်လည်းနိုင်ပွဲတွေရမယ်ဆိုတော့ပြောစရာမရှိဘူးသို့တော်လည်းပဲချန်ပီယံဖြစ်ချင်တဲ့လမ်းကြောင်းကဒီ weight တန်းမှာဆိုရင်ပိုပြီးလွယ်ကူတယ်လို့သူမြင်တဲ့အတွက်စံပြီးထိုးကြည့်တာကဲမကောင်းအကြောင်းမလှစွာနဲ့ပဲ strawweight တန်းကသူနဲ့ထပ်တူမကြဘူးဆိုတာမနစ်ကပွဲစဉ်ကအတိုင်းသာဖြစ်ခဲ့ပါတယ်နောက်ထပ်ချန်ပီယံအိမ်မက်တွေဈေးကြီးတဲ့ fighter ကထိတ်ဆုံးကောင်းပွဲဖြစ်တဲ့တန်ဝန်ချိုင်းနဲ့လီယိုတို့ပွဲစဉ်မှာ promotion ဘက်ကတိုက်ရိုက်ထုတ်လွှင့်တဲ့အနေအထားမှာဒီတွဲဆိုင်ကိုဒုတိယကောင်ပွဲထက်ကြော်ပြီးတော့အရင်ဆုံးကစားစေခဲ့တယ်ပြည်သက်တချို့ကလည်းအဲ့ဒီအနေထားမှာ confuse တွေဖြစ်ပြီးတော့ဒီ PDD နဲ့ Clayton တို့ပွဲကပြတ်တာလားဆိုပြီးကျွန်တော်ကိုမေးကြတယ်ကျွန်တော်ကမဟုတ်ဘူးကြော်ပြီးတော့ပြိုင်ပွဲကစားတာဆိုတဲ့ပုံစံမျိုးပြန်ပြီးရှင်းပြခဲ့တယ်ဒါကဘာဖြစ်လို့လဲဆိုတော့ရှေ့ကပွဲစဉ်တွေမှာတော့လည်းအဲ့လိုပုံစံမျိုးတွေရှိတယ်ပြိုင်ပွဲကျင်းပတာကနောက်ပိုင်းရောက်သွားတဲ့အတွက်ကြည့်ရှုတဲ့ပြည်သက်တွေမမြင်လိုက်ရမှာဆိုလို့ထိတ်ဆုံးကောင်ပွဲတွေကိုအဲ့လိုပုံစံမျိုးနဲ့ကြော်ပြီးကျင်းပခဲ့တာမျိုးတွေတာရကတွေအများကြီးရှိတယ်ဒါ
ဒါကတော့ကလကနောက်ွယ်ကအခင်းချင်းကိုပြောပြတာထိုးသက်သွားတဲ့အနေအထားမှာတော့တဝန်ချိုင်းဟာလီယူရဲ့ကန်ချက်ထိပြီးတန်ရာရလို့မို့အရှုံးပေးလိုက်ရတယ်ဘွဲကအချိန်တိုလေးနဲ့ပဲပြီးဆုံးသွားခဲ့တာတရုတ်ဖိုက်တာကတော့အမှန်ကန်ကိုအောင်ပွဲခံသွားတယ်ကျွန်တော်ကဘာဖြစ်လို့ချက်မြက်အိမ်မက်တွေဈေးကြီးတယ်လို့ပြောရတာလဲဆိုတော့တဝန်ချိုင်းကသူ့ရဲ့ featherweight မွေထိုင်းမှဆိုရင်လုံးဝကိုပြိုင်ပဲကင်းဖိုက်တာစူပါပွန်းကိုတောင်အမောက်သိပ်ထားတဲ့ဖိုက်တာမွေထိုင်းနဲ့ပတ်သက်လာရင်တော့သူ့ရဲ့ချန်ပီယံကပတ်ကိုလူယူဖို့ဆိုတာတော်ရုံဖိုက်တာအတွက်မဖြစ်နိုင်သေးဘူးဒါလို့အခင်းချင်းမျိုးမှာသူကကစ်ပေါက်ဆန်ဘက်ကိုပါထပ်ပြီးအောင်မြင်မှုရခြင်းနဲ့ဒါကြောင့်မလို့ကစ်ပေါက်ဆန်ဘက်ကိုပြောင်းပြီးထိုးတယ်ဂျပန်မှာကျင်းပခဲ့တဲ့1172ပြိုင်ပွဲမှာတော့ကလည်း Noidi ရဲ့အမောက်သိပ်တာခံခဲ့ရတယ်အခု135-137ပြိုင်ပွဲမှာလည်းလီယူရဲ့ကန်ချက်ကြောင့်ထပ်ပြီးရှုံးပေးလိုက်ရပြီးချာကစားနည်းတစ်ခုမှာချန်ပီယံဖြစ်ခြင်းနဲ့အိမ်မက်ကသိပ်ပြီးမလွယ်ဘူးဆိုတာတဝန်ချိုင်းတဲ့အောင်သဘောပေါက်သွားလောက်ပြီးထင်ပါတယ်ဘွဲပြီးမှာတော့ဆရာဝန်ရဲ့ဆေးစစ်ချက်ရလက်တွေထွက်လာပြီးတဝန်ချိုင်းရိုးကျိုးသွားတယ်ဆိုတာအတည်ပြုကြပါတယ်လီယူကတော့ဒီစွမ်းဆောင်ရည်ကြောင့်ချန်ပီယံကပတ်အစိန်ခေါ်ခွင့်ရခြင်းနဲ့ဆိုတဲ့ပုံစံမျိုးပွဲပြီးမှထပ်ပြီးပြောဆိုသွားတယ်ဒီဖိုက်တာကလည်းဇက်ဘုတ်အနေထားကနေအခုလိုအနေထားမျိုးထိတက်လာတဲ့ဖိုက်တာသူ့ရဲ့ကလကာဖွင့်ပွဲစဉ်တုန်းကဂျပန်ကနာမည်ကြီးဖိုက်တာနိုအီဒီနဲ့ထိပ်တိုက်တွေ့ဆုံခဲ့တယ်နိုအီဒီကိုအနိုင်ယူပြခဲ့တယ်အဲ့လိုပုံစံမျိုးနဲ့ promotion ကသူ့ကိုလိုသုံးအနေထားကနေအခုဆိုရင်တဝန်ချိုင်းကိုတော့အနိုင်ယူပြလိုက်ပါပြီတဝန်ချိုင်းအတွက်တော့ဝက်လေတယ်လို့ဆိုရမလားပါပဲဘာဖြစ်လို့လဲဆိုတော့1 championship စင်မြင့်ထက်မှာတဝန်ချိုင်းနဲ့ထိုးတဲ့ fighter အများစုကိုကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့ကန်ချက်ကြောင့်လက်ကျိုးသွားတဲ့ fighter တွေခြေထောက်ကျိုးသွားတဲ့ fighter တွေပဲဇက်တိုက်တွေ့ခဲ့ရတယ်ဒီတစ်ခါတော့သူ့အလှဝက်လေပြန်ပါပြီလီယူရဲ့ကန်ချက်ကြောင့်သူခြေထောက်ယူကျိုးသွားတာပါဒါကတော့ဒီပွဲတွေမှာဖြစ်နေကြအနေအထားတဝန်ချိုင်းလို့မှာကြောတဲ့ fighter မျိုးတောင်ဒီလိုပုံစံမျိုးဖြစ်တယ်ဆိုတော့တခါတလေဝက်လေတဲ့ဆိုတဲ့စကားလုံးကတကယ်ကြီးကိုရှိတဲ့ဆိုတာပြည်သက်တွေကိုမြင်စေချင်တာပါကျွန်တော်တို့ရဲ့အမြင်ပြောရမယ်ဆိုရင်တော့ဒီပွဲစဉ်မှာ promotion အနေနဲ့လီယူကိုစင်မော်မှာလည်း interview လုပ်ပေးတဲ့နဲ့ bonus ဆိုလည်းချီးမြှင့်ပေးတဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူအနိုင်ရတာကကံကောင်းလို့နိုင်တာမဟုတ်ဘူး။သူ့ရဲ့ကံချက်ကြောင့်မလို့တန်ဝန်ချိုင်းခြေတော့ကျိုးပြီးတော့အနိုင်ရတာတန်ဝန်ချိုင်းအနိုင်ရစဉ်တော့ဆိုရင် promotion ကအဲ့ဒီပုံစံမျိုးတွေမှာဒီတန်အနေနဲ့ interview တဲ့ bonus စုတွေတောင်ချီးမြှင့်ပေးခဲ့တယ်။မင်းညကတော့ promotion ကအဲ့လိုလှုပ်ဆောင်ငယ်ခြင်းမရှိပါဘူး။တကယ်ဆိုရင် Raw IQ ကိုတောင်းသူတို့က bonus စုလည်းပေးတယ်ဒေါ်လာ3သိန်းတန်စာချုပ်လည်းပေးတယ် Raw IQ နဲ့ထိုးသက်တဲ့ fighter ကအနိကက်ရောက်မှလူစားဝင်ထိုးလာတဲ့ fighter ဒီလို fighter ကို Raw IQ ကနိုင်တာကိုတောင်းသူတို့ကအတိမတ်ပြုတယ်ဆိုရင်လီယူအနေနဲ့ဒီထက်အများကြီးအတိမတ်ပြုတဲ့နဲ့ဒါကတော့ကျွန်တော်ရဲ့အမြင်တစ်ခုကိုချပြတာပါ promotion ကတော့ကလကာနောက်ွယ်မှာသူ့ကိုချန်ပီယံကပတ်စိန်ခေါ်ခွင့်ပေးလိုက်မယ်ဆိုရင်တော့ဒါကလီယူလည်းကျင်းနေမယ်ထင်ပါတယ်နောက်ဆုံးထိုးတဲ့ပွဲကတော့ပြည်သက်အများစုစောင့်ကြည့်ခဲ့ကြတဲ့ပွဲကူလက်တန်နဲ့ PTT တို့ထိတ်တိုက်တွေ့တဲ့ပွဲဒီ fighter နဲ့ထိုးသက်တဲ့အနေအထားကိုကြည့်ပြီးတော့ကျွန်တော်ကတော့နည်းနည်းလေး weight တန်းမမျှဘူးလို့ဆိုချင်တယ်ကူလက်တန်က bantamweight တန်း fighter PTT က featherweight တန်း fighter အဲ့ဒီတော့ဒီ fighter နဲ့ထိုးသက်တဲ့အနေအထားမှာမူလက catchweight ခေါင်းစဉ်အောက်ကနေဝက်တဲတာဖြစ်ပေမဲ့တကယ်ခေါင်းစဉ်တက်တော့ featherweight တန်းခေါင်းစဉ်ဆိုပြီးတက်သွားတယ်ပြောချင်တာက weight တန်းကြီးသွားလေ PTT ရဲ့ဘက်မှာ weight ဒါစီရလေဆိုတဲ့အကြောင်းလေးကိုပြည်သက်တွေကိုမြင်စေချင်တာပါ PTT ရဲ့ထိုးချက်ကြောင့်ကူလက်တန် knock down ကျတယ်ကူလက်တန်ရဲ့ထိုးချက်ကြောင့်တော့ PTT knock down မကျဘူးဒါကဘာကိုပြောရလဲဆိုတော့ weight ကွာဟာချက်အနေထားမှာ fighter တွေပေါ်တက်ရောက်မှုရှိတယ်ဆိုတာပြည်သက်တွေကိုမြင်စေချင်တာပါ PTT ကတော့သူ့ရဲ့ထုံးစံအတိုင်းအနာခံဝင်ထိုးတယ်လုံးဝခံနိုင်လက်ကောင်းတယ်ဒီပုံစံနဲ့ပဲဝင်ထိုးတယ်ကူလက်တန်ကလည်းအနိကထိုးချက်တွေထိထိမိမိလောက်ပြနိုင်သည့်တိုင်အောင်ဒိုင်ဘက် fighter ကိုရိုင်နဲ့သွားအောင်တော့မလုပ်နိုင်ခဲ့ဘူးဘွဲပြီးဒိုင်တွေရဲ့အဆုံးဖြတ်မှာတော့ PTT ကပဲအသာစီးရယူသွားတယ်ဒါကတော့မင်းညကကျင်းပခဲ့တဲ့135-137ပြိုင်ပွဲအပြီးကျွန်တော်မြင်မိတဲ့အချက်တွေကိုပြည်သက်တွေကိုဆွဲထုတ်ပြခဲ့တာပြိုင်ပွဲကတော့အတော်ကိုကြည့်လို့ကောင်းတဲ့ပြိုင်ပွဲ2025ခုနှစ်ရဲ့ကြည့်လို့အကောင်းဆုံးစည်းဝင်ပြိုင်ပွဲတွေကတပွဲလို့တောင်ပြောလို့ရတယ်အထူးသဖြင့်မွေထိုင်းနဲ့ဖြောပြမှုရှိကြည့်ကျင်တယ်ဆိုတဲ့ပြည်သက်တွေအတွက်ကတော့ဒီလိုပွဲမျိုးတွေကိုဆွဲလန်းမိမှအမှန်ပါပဲချားပြအနေနဲ့ UFC ကအကြောင်းအရာတွေကိုမပြောခင်ကျွန်တော်တို့ပြည်သက်တွေကိုရခင်ကတင်ဆက်ခဲ့မှုတဲ့ Karate Combat အကြောင်းလေးနည်းနည်းလေးပြောချင်ပါတယ် Karate Combat က One Championship ကိုတရားဝင်စစ်ကြေညာခဲ့တဲ့အဖွဲ့အစည်းစင်ကာပူမှာပြိုင်ပွဲတွေလာပြီးကျင်းပတယ်စင်ကာပူမှာကျင်းပရတာတဲ့အားမရလို့ထိုင်းထိလာပြီးကျင်းပတယ်အဲ့မှာ One Championship နဲ့ပြဿနာတွေဖြစ်တယ် One Championship ကလည်း Karate Combat မှာဝင်ပြီးရှင်ပြိုင်တဲ့ fighter တွေအနေနဲ့သူတို့ promotion မှာလုံးဝပွဲရမှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးတွေအတန်လွှတ်နေတကယ်လို့များအဲ့ဒီဂျင်တွေက fighter တွေက Karate Combat ပြိုင်ပွဲတွေဆေးလွတ်တဲ့ဆိုရင်ဂျင်တွေက fighter တွေအနေနဲ့လည်းမျှော်လင့်ချက်ရှိမှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးတွေအထိပြောဆိုခဲ့တဲ့ဆိုပြီးအတန်တွေထွက်ခဲ့တယ်အခုတော့အဲ့ဒီ Karate Combat က
ဘန်နာရီအကျက်တဲ့တစ်ခုတည်းကိုရောက်ရှိနေတဲ့ဆိုတဲ့သတင်းတွေကြဲကြဲလောင်လောင်ထွက်လာနေပါပြီပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ Credit Combat ကောင်းဆောင်မှာထိုးသက်ကြတဲ့ fighter တော်တော်များများထိုးခြင်းမရတဲ့အကြောင်းတွေသတင်းတွေထွက်လာတယ်တချို့ဆိုရင် social media တွေပေါ်ထိတောင်တင်လာပြီးနိုင်ငံတကာသတင်းတောက်အများစုကတော့ Credit Combat ဟာဘန်နာရီအကျက်တဲ့တွေနဲ့ရင်ဆိုင်နေရတယ်ဆိုပြီးပြောဆိုနေတယ်တကယ်လို့လက်ရှိအနေအထားတွေကိုမဖြေရှင်းနိုင်မှုဆိုရင်သူတို့အနေနဲ့ပြိုင်ပွဲကျင်းပခွင့်လုပ်ငန်းလိုင်စင်တောင်ရုပ်သိမ်းရဖို့အထိဖြစ်သွားနိုင်တယ်ဆိုပြီးခန့်မှန်းရေးသားနေကြပါတယ်ဒါကတော့ပြည်သက်တွေကိုကျွန်တော်ကြားပြပြောပြတာ One Championship နဲ့ထိပ်တိုက်တွေ့ခဲ့မှုတဲ့အဖွဲ့အစည်းတစ်ခုကဒါလိုဘန်နာရီအကျက်တွေရင်ဆိုင်နေရတယ် One Championship ကိုပိုးစိုးပက်ဆက်ပြောခဲ့တဲ့ Credit Combat ကသူတို့တော့လုပ်ငန်းကိုချောချောမွေ့မွေ့ဖြစ်အောင်မလဲပတ်နိုင်တဲ့အကြောင်းလေးပြည်သက်တွေကိုမြင်စေခြင်းလို့ထပ်မံဆွဲထုတ်တင်ပြတာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့တော့ UFC ကအကြောင်းအရာတွေကိုပြောကြရအောင်ပါ UFC ကနောက်ထပ်ကျင်းပမဲ့ UFC 324ပြိုင်ပွဲအတွက် poster တွေကိုတရားဝင်ထုတ်ပြန်လိုက်ပြီးအဲ့ဒီထဲမှာပြည်သက်တချို့ပြောနေကြတဲ့ Justin Gaethje နဲ့ Paddy Pimblett တို့ပွဲက lightweight champion ကပဲလူပွဲဖြစ်တဲ့နဲ့လက်လက်နေတဲ့ lightweight champion ကပဲလူပွဲမျိုးဖြစ်တဲ့နဲ့ဆိုတဲ့ပုံစံမျိုးမျှော်လင့်ခဲ့ကြပေမဲ့ promotion ဘက်ကတော့ဂျာပြတ် lightweight champion ကပဲလူပွဲဆိုပြီးခေါင်းစဉ်တက်ထားဆဲပါပဲဒီလိုအနေထားမျိုးကြောင့် Ilia Topuria အနေနဲ့သူ့ရဲ့လက်ရှိ champion ကပဲကိုလက်လွတ်ပွဲမရှိဘူးလို့တော့ပြောလို့ရနေတယ်ဒါက poster ပေါ်မှာရေးသားထားတဲ့အကြောင်းအရာကိုကြည့်ပြီးတော့ပြောကြည့်တာဆက်ပြီးပြောရရင်ပြီးခဲ့တဲ့ရက်ပိုင်းတွင်တော့ပြည်သက်တွေကိုချပြခဲ့တဲ့ကျွန်တော်တို့နဲ့သိပ်ပြီးမစိမ့်တဲ့ fighter ကြီး Rania Derrida ကဘရာဇီးက fighter ဘွာယိုနဲ့ပွဲဖြစ်သွားပါပြီ UFC ကသတင်းတောက်တွေကတော့ဒီအကြောင်းကိုအခိုင်အမာဖော်ပြကြတယ် Rania Derrida နဲ့ဘိုဟာယိုတို့ဟာမလပထမဘက်ထဲမှာကျင်းပမဲ့ UFC 326ပြိုင်ပွဲမှာပါဝင်လာမယ်ဆိုပြီးခိုင်မာရေးသားသွားပါတယ်ဒီမနေ့ထိုးသက်သွားတဲ့ Jake Paul နဲ့ Anthony Joshua တို့ပွဲစဉ်မှာတော့ Anthony Joshua က KO နဲ့အနိုင်ရသွားတယ်Jake Paul အနေနဲ့ weight လည်းမတူအရွယ်စားဆိုင်လည်းမတူတဲ့ Anthony Joshua ကိုရင်ဆိုင်ထိုးသက်သွားတဲ့အနေအထားမှာသူ့ရဲ့စားတစ်ခုကဘယ်လောက်ထိပြင်းလဲဆိုတာချပြတာထက်မပိုခဲ့ဘူးစွမ်းဆောင်ရည်ပိုင်းရလက်ပိုင်းမှာတော့ Anthony Joshua ကအပြတ်သက်နဲ့လုတ်ပြသွားတဲ့ပြည်သက်တွေမျောလင့်ထားတဲ့အတိုင်းပဲနောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Anderson Silva နဲ့ Tyron Woodley တို့ပွဲမှာတော့ဘရာဇီးကကန်နွန်ဖိုက်တာကြီး Anderson Silva ကအနိုင်ရသွားပါတယ်ဒါကတော့နောက်ဆုံးအနေနဲ့ဘောက်ဆင်သတင်းအရလက်တွေကိုပြည်သက်တွေကိုပြောပြတာရှေ့လာမဲ့နေ့တွေမှာလည်း MMA လောကကထူးခြားတဲ့အကြောင်းအရာတွေပြည်သက်တွေစိတ်ဝင်စားသိနိုင်လောက်တဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel ကိုအားပေးကြပါဦးခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျ